ဝူကုန်းမရှိသည့်အချိန်တွင်မှပဲရွှေရောင်အေယာမအီဂျာတကောင်ကရွာတရွာလုံးကိုတက်ဖြတ်ဖြက်စီးပြီးတန်ငါတံကိုဖမ်းဆီးသွားခဲ့တယ်။ဝူကုန်းပြန်ရောက်လာတဲ့အခါရွာလုံးပြိုလဲသွားတဲ့အခြေအနေကိုမြင်လိုက်ရတာနဲ့သူ့ရဲ့ဒေါသကချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ဒေါသတကြီးနဲ့သူကဓာတ်ရိုက်ပဲမုံတီးသည့်နတ်ဆိုးအိမ်ခြေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့အဲ့ဒီနေရာကလူလည်းမရှိဘာမှမကြံတော့တာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်ဝူကုန်းကနတ်ဆိုးတယောက်ကိုဖမ်းဆီးပြီးတန်ငါတံဘယ်မှာရှိလဲဆိုတာမေးမြန်းခိုင်းစေခဲ့တယ်။အဖြေရသွားတာနဲ့အလျှော့မပေးဘဲချက်ချင်းတက်ပစ်လိုက်တယ်။လမ်းညွှန်အချက်တွေကိုလိုက်ပြီးဝူကုန်းကနတ်ဆိုးတွေရဲ့တကယ်အခြေစိုက်စခန်းကိုရောက်သွားခဲ့တယ်။သူအိမ်ထဲကိုဝင်ချင်းပဲမိဖို့ချောင်ကိုဓာတ်ရိုက်ဝင်ရောက်ပြီးအဲ့ဒီထဲမှာဘာကြီးကိုချုပ်နှောင်ထားတာကိုတွေ့လိုက်ရတယ်။ဝူကုန်းကတန်ငါတံဘယ်မှာလဲလို့မေးလိုက်တဲ့အခါဘာကြီးကအေးဆက်ဆက်ရေမောပြီးတန်ငါတံကိုအရင်ကတည်းကစားပြီးသားဖြစ်ကြောင်းပြန်ဖြေလိုက်တယ်။သူကနောက်လှည့်ပြီးအရာအလုံးဒီလိုဖြစ်သွားတာဝူကုန်းကပျော်ပါနေဖို့ပဲစိတ်ဝင်စားပြီးတာဝန်မထမ်းခဲ့လို့ဖြစ်တယ်ဆိုပြီးအပြစ်တင်လိုက်တယ်။ဝူကုန်းကအဲ့ဒီစကားကိုလုံးဝမခံနိုင်ပဲတန်ငါတံကိုမကာကွယ်နိုင်ခဲ့ကြတဲ့သူတို့ကိုပြန်လဲပြစ်တင်လိုက်တယ်။နောက်ဆုံးမှာဘာကြီးလဲထိမ့်မထားနိုင်တော့ပဲနှစ်ယောက်လုံးနေရာတင်ပဲအပြင်းထန်ညှင်းခုန်ရန်ဖြစ်သွားခဲ့တယ်။ကံကောင်းစွာနဲ့ရှမ်းကအချိန်မှဝင်ရောက်တားဆီးလိုက်တာကြောင့်တိုက်ခိုက်မှုကခဏတာရပ်တန့်သွားခဲ့တယ်။ရှမ်းကဝူကုန်းကိုတက်တာအောင်ပြောဆိုဖို့ကြိုးစားပေမဲ့ဝူကုန်းကစိတ်ထိမ့်မနိုင်တော့ပဲတီယာတန်ငါကိုအေးဆက်ဆက်စကလုံးတွေနဲ့ပြန်လဲထိုးနှက်လိုက်တယ်။အဲ့ဒီအခါအဖွဲတစ်ဖွဲလုံးဝပြိုကွဲသွားခဲ့တယ်။၃ယောက်စလုံးကလမ်းမတူအနာဂတ်မတူပဲခွဲခွာသွားကြပြီးဝူကုန်းကတော့ဒေါသနဲ့လက်စားချေမဲ့လမ်းကိုတယောက်တည်းရွေးချယ်လိုက်တယ်။လမ်းတစ်လျှောက်မှာနတ်ဆိုးပေါင်းများစွာကသူ့ကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ဒီလိုတင်းငယ်တဲ့နတ်ဆိုးတွေဟာဝူကုန်းအတွက်အခွင့်အရေးတောင်မဖြစ်နိုင်ခဲ့ကြဘူး